2026မှာအလုပ်စတင်နေပြီလားဘာပဲဖြစ်နေအလုပ်ကိုစတင်ပြီးလုပ်ဖြစ်အောင်လုပ်ပါလို့မကပြောချင်တယ်အသက်ငယ်တာကြီးတာတွေနဲ့လုံးဝမဆိုင်ဘူးလို့ပြောချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်အခု online ခေတ်မှာဆိုလို့ရှိရင်အမားတို့ခေတ်တွေထက်ကိုအများကြီးသားပါတယ် online ပေါ်မှာကိုလိုချင်တဲ့ဝါသနာကိုလိုချင်တဲ့စိတ်ဝင်စားမှုတွေကိုကိုလိုချင်တဲ့အလုပ်တွေကိုအားလုံးကိုရိုက်ရှာရုံနဲ့ online ပေါ်မှာအကုန်လုံးအသေးစိတ်တွေကြည့်ရှုလို့ရတယ်ပေါ့နော်လေ့လာသင်ယူလို့ရတယ် free သင်တန်းတွေဆိုလည်းအများကြီးပေးထားတယ်ကိုပါဝါသနာပါတာလေကိုဝါသနာပါတာကိုရိုက်ရှာလိုက်လို့ရှိရင်တော့မှဒီအများကြီးပဲကြာလာမယ်ပေါ့နော်ဒီနည်းပညာတွေအများကြီးပဲကိုတချို့ဆိုရင်အသေးစိတ်တွေပါကို free သင်တန်းတွေနဲ့သင်ကြားပေးနေတာရှိတယ်နီလန်ကောင်းတွေအများကြီးပဲရှိတယ်အဲ့ဒါတွေကနေကြည့်ပြီးတော့ကိုယ့်အတွက်ကိုအထောက်အကူဖြစ်မဲ့နေရာမျိုးကိုတင်ယူခြင်းနဲ့စိတ်ရှိဖို့ပဲလိုတယ်လို့မှပြောချင်တယ်တင်ယူခြင်းနဲ့စိတ်ရှိမယ်ပြုပြင်ခြင်းနဲ့စိတ်ရှိမယ်လုပ်ခြင်းနဲ့စိတ်တွေရှိမယ်ဆိုလို့ရှိရင်လုံးဝကိုမှရတယ်လို့မှကပြောချင်တယ်အမားတို့တုန်းကဆိုလို့ရှိရင်အဲ့ဒါမျိုးတွေလုံးဝမရှိဘူးဒီပဲဟုတ်တုံးမှားမယ်ဆိုရင်တောင်မှပဲဟုတ်တုံးမှားမယ်ဆိုရင်တောင်မှဖုန်းနံပါတ်9လုံးကိုမနေ့ရိုက်ရှာရတဲ့ခင်မျိုးပေါ့နော်ရိုက်ရှာရတယ်ဆိုတော့ဖုန်းပေါ်မှာရိုက်ရှာတာမဟုတ်ဘူး။ तू ကပဲအုပ်မှာထုတ်လုပ်လိုက်တဲ့လူကဒီစက်ယုံပိုင်ရှင်ကပေါ့နော်သူတို့ရဲ့အမှတ်တစိတ်ကလေးကိုဖုန်းနံပါတ်နဲ့သူတို့ရဲ့စက်ယုံနာမည်ကိုပဲအုပ်ရဲ့နာမည်ကိုပေါ့နော်ရိုက်ပြီးတော့တစိတုံးလေးနဲ့ဘောင်လေးနဲ့ခတ်လိုက်တဲ့ခါမှာအမားတို့ကတစ်ခါလေးဆိုရင်မှင်ကမထင်ဘူးပေါ့နော်ဒီထဲမှာနှလုံးတွေ့တယ်ဟိုထဲမှာတစ်လုံးတွေ့တယ်ဟိုထဲမှာတစ်လုံးတွေ့တယ်အဲ့လိုပဲအုပ်တွေကိုပေါ့နော်3-4ပတ်လောက်ကြာအောင်အမားတို့တစ်လနီးပါးလောက်ကြာအောင်ဖုန်းနံပါတ်ရအောင်ဆက်ပြီးယူရတယ်ဖုန်းနံပါတ်9လုံးတောင်မှမနေ့စုံစမ်းပြီးယူရတယ်ယူပြီးတော့ရှင်လည်းဒီဖုန်းနံပါတ်ရသွားတဲ့အချိန်မှာအမဆက်သွယ်လိုက်တယ်မဆက်သွယ်ခင်ကိုပဲကိုမှကြောက်နေတာကိုက16နှစ်ပဲရှိသေးတယ်ဘာမှအတွေ့အကြုံမရှိဘူးဆက်ချုပ်တတ်တာတစ်မျိုးပဲရှိတယ်လှုပ်ချင်တာတွေကိုစိတ်ကူးထဲမှာပဲရှိတယ်ညဆိုလည်းလုံးဝအိတ်လို့မရဘူးစိတ်ကူးထဲမှာပုံဖော်နေတယ်ပြီးလို့ရှိရင်ဖုန်းနံပါတ်ရရင်ဘာတွေလုပ်မလဲဆိုလို့ရှိရင်ဒီကိုယုံကြည်အောင်လူကြီးတွေကပေါ့နော်အလုပ်ရှင်တွေကကိုယုံကြည်လာအောင်ပဲ့အုပ်ကိုပေးလာအောင်ကိုဘယ်လိုလုပ်ရမလဲမြင်းညံဆိုလို့ရှိရင်ကိုယ်စလဲတွေရှိတော့ခါကြအမားတို့ကိုပဲ့အုပ်မပေးဘူးကိုက5အုပ်10အုပ်အဲ့လိုဝယ်တဲ့သူတွေကိုပဲ့အုပ်မပေးဘူးပေါ့နော်အဲ့ဒါမျိုးအခြေအနေမှာတခုတောင်မှဒီအသက်50ကျော်60အဘအရွယ်တွေကိုကိုကဘယ်လိုမျိုးယုံကြည်အောင်လုပ်ရမလဲဆိုပြီးတော့ဖုံးဆက်ဖို့တောင်လက်တွေချီတွေတုံးနေအောင်အဲ့လိုမျိုးခက်ခက်စစ်လုပ်ခဲ့ရတဲ့ဘဝတောင်မှအမားတို့ဖြစ်အောင်လုပ်နိုင်ခဲ့သေးရင်ခုချိန်မှာ online ခွန်မှာကိုလုပ်ချင်တာကိုရိုက်ရှာရုံနဲ့ဖုန်းနံပါတ်ဆိုလည်းအလွယ်တကူကြလာမယ်ကိုလုပ်ချင်တဲ့အသေးစိတ်အလုပ်တွေဆိုလို့ရှိရင်လည်း free သင်တန်းတွေပေးနေတဲ့သူတွေအများကြီးရှိတယ်လုပ်ချင်စေရှိဖို့တခုတည်းနဲ့အားလုံးဖြစ်တယ်လို့မှပြောချင်တယ်အခု2026မှာမလုပ်ဘူးဆိုလို့ရှိရင်လုံးဝကိုနောက်ကျကြံနေခဲ့မယ်လို့မှကပြောချင်တယ်အဲအကြောင်းမို့စတင်ပြီးတော့အလုပ်ကိုလုပ်ဖြစ်အောင်လုပ်ပါလို့မှပြောချင်တယ်ပေါ့နော်အမားကတော့ MPF Fashion Founder တို့ဖြစ်တဲ့မမေသူမဲပဲဖြစ်ပါတယ်ရှင်။ဒီဘွားရေးလှုပ်ချင်ပြီးတော့မလှုပ်ဖြစ်သေးတဲ့အမျိုးသမီးတူကြီးကိုငွေအချင်းနည်းလေးနဲ့စီးပွားရေးစတင်ပြီးတော့အလုပ်ဖြစ်လာအောင်အမားရဲ့နှစ်20ကျော်အတွေ့အကြုံလေးတွေနဲ့အမားကနီလန်းကောင်းလေးတွေကိုနီးမှန်လမ်းမှန်လေးနဲ့ကုညီဖြည့်ရှင်းပေးနိုင်တဲ့မမေသူမဲပဲဖြစ်ပါတယ်ရှင်။အမားရဲ့ဗီဒီယိုလေးတွေကအကျိုးရှိမယ်ဆိုရင်လည်း like and share လေးလုပ်ပေးကြပါအောင်ပြောချင်ပါတယ်ရှင်။သိချင်တာလေးရှိလို့ရှင်လည်း comment မှာရေးသားပေးလို့ရပါတယ်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။